ဖို့မြန်မာ channel ကိုစင်တဆိုင်အားပေးနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပရိသတ်များဘုသူသားရရှိစေဖို့ရဲ့ကျွန်မရင်းနဲ့ဘုသူသားရောက်ပေးအကြောင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ချစ်ပရိသတ်များနားဆင်ရမယ့်အကြောင်းလေးကတော့တံပြားကောင်နဲ့ပတ်သက်တဲ့အကြောင်းလေးကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခုကျွန်မရဲ့ပြပြပေးမယ့်အကြောင်းအလေးကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နေပြီးအားပေးခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်မရဲ့အကြောင်းအလေးကိုအခုပဲစတင်လိုက်ပါပြီ။တံပြားကောင်ဟာအစာအိမ်နဲ့ဦးလန်းချောင်းထဲမှာနေထိုင်ပြီးလူကိုရောသရိစံတွေကိုပါကိုဆက်နိုင်ပါတယ်။တံပြားကောင်တွေဟာစားသုံးလိုက်တဲ့အာဟာရဓာတ်တွေကိုစုယူစားသုံးတာကြောင့်လူကိုအာဟာရချို့တဲ့စေနိုင်ပါတယ်။ကိုဆက်ပုံတွေကတော့ဘာလဲဆိုတာအထူးဆက်ကြည့်အောင်နော်။နံပါတ်1အသားစိမ်သို့မဟုတ်မကြက်တစ်ချက်စားတာဝက်သားအမေသားငါစတဲ့အသားတွေကိုမကြက်တစ်ချက်စားမိတဲ့အခါမှာအသားရင်းမှာပါဝင်တဲ့တံပြားကောင်ရဲ့ဥတွေသို့မဟုတ်အရွယ်မြောက်သေးတဲ့တံပြားကောင်တွေဟာလူခန္ဓာကိုယ်တွေကိုရောက်ရှိသွားပါတယ်။နံပါတ်2တန်ရှင်းမှုမရှိခြင်းအိမ်သာအသုံးပြုပြီးနောက်ဒါမှမဟုတ်အစာမစားမီလက်ကိုတေချာမစေကြောခြင်းတုပ်ပြားကောင်ဥတွေနဲ့ပိုးပါဝင်နိုင်တဲ့ရေသို့မဟုတ်ဟင်းသီးရွက်တွေကိုစားသုံးမိခြင်းတို့ကြောင့်လည်းကုသနိုင်ပါတယ်။လက္ခဏာတွေကတော့များသောအားဖြင့်တံပြားကောင်ယောဂပိုးရှိတဲ့သူတွေမှာတည်တာတဲ့လက္ခဏာတွေမပြတတ်ပါဘူး။ဒါပေမဲ့တချို့သူတွေမှာအောက်ပါလက္ခဏာတွေခံစားနိုင်ပါတယ်။ပြိုအပ်ခြင်းဝမ်းပိုက်နာခြင်းအစာစားခြင်းစိတ်မရှိခြင်းသို့မဟုတ်အစာပိုးစားခြင်းလာခြင်းခေါင်းကိုက်ခြင်းဝမ်းလျှောခြင်းအကြောင်းမဲ့ကိုလေးခြင်းကြခြင်းမစင်တဲမှာဆန်စီဖြူလေးတွေလိုမျိုးတုပ်ပြားကောင်ရဲ့အပိုင်းစာတွေကိုတွေ့ရတတ်ပါတယ်။ဆက်လက်ပြီးတော့ကုသနည်းပြပြပေးချင်ပါတယ်။တောက်ဆေးတစ်လုံးတည်းနဲ့ကုသရဲ့ဆေးဝါးတွေကတော့ပါစီကွမ်ခြင်းနဲ့နိုက်ခရိုဆာမိုက်တို့ဖြစ်ပါတယ်။ကာကွယ်ခြင်းဘယ်လိုကာကွယ်ရမလဲဆိုရင်အသားတွေကိုတိကျချက်အောင်ချက်ပြုတ်စားသုံးပါ။အစားတောက်တွေကိုကင်တွယ်မစားခင်အိမ်သာအသုံးပြုပေးတဲ့ခါတိုင်းလက်ကိုစပ်ပြားနဲ့တိကျစီကြောပါအသီးရွက်တွေကိုစားသုံးချက်ပြုတ်မပြုတ်လို့မီရေးစင်အောင်စီကြောပါတန်ရှင်းတဲ့တောက်ရည်တန်ကိုသာတောက်သုံးပါတရိစံတွေရဲ့မစင်တွေကိုတန်ရှင်းမှုရှိအောင်စနစ်တကျစီမံခန့်ခွဲပါနောက်ဆက်တွဲပြဿနာများပုံမှန်အဖြစ်တော့တုပ်ပြားကောင်ကူးစက်မှုဟာအန်တီရဲ့တိတ်မရှိပဲစီဝါနဲ့ကုသနိုင်ပါတယ်ဒါပေမဲ့အချို့ရှားပါတဲ့အခြေအနေတွေမှာတော့ပုံမပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်ဝလန်ချောင်းပိတ်ဆို့ခြင်းတုပ်ပြားကောင်တွေဟာအရွယ်စားကြီးသွားတဲ့အခါမှာဝလန်ချောင်းကိုပိတ်ဆို့နိုင်ပါတယ်။အာဟာရချို့တဲ့ခြင်းတုပ်ပြားကောင်တွေကလူစားအာဟာရတွေကိုစုပ်ယူစားတော့တာကြောင့်အချိန်ကြာလာရင်အာဟာရချို့တဲ့နိုင်ပါတယ်။ငါးနေကုဆက်တဲ့တုပ်ပြားကောင်မျိုးစားဆိုရင်ဗီတာမင် B12 စုပ်ယူနိုင်တာကြောင့်တွေ့အားနဲ့ယောဂဖြစ်စေနိုင်ပါတယ်။အုံနောက်တို့ပြည့်နေကုဆက်ခြင်းတချို့သောတုပ်ပြားကောင်ဥတွေဟာဝလန်ချောင်းနေတစ်စဲတွေ့ကြောတွေကိုရောက်ရှိပြီးခန္ဓာကိုယ်အနှံ့ပြားကိုပြန်သွားနိုင်ပါတယ်။အဲဒီအခါမှာအုံနောက်မျက်လုံးအသေးအဆုပ်စတွေကိုကျွေးအင်္ဂါတွေမှာအဖုလုံးတွေဖြစ်လာနိုင်ပါတယ်။အုံနောက်ထဲမှာဖြစ်ပါကဝယ်ယူပြယောဂကောင်းကိုက်ခြင်းအမြင်အာရုံပြဿနာတွေနဲ့အသက်အန္တရာယ်ကိုပါထိခိုက်နိုင်ပါတယ်။ဒါကြောင့်အထူးဂရုပြုဖို့ရန်လိုအပ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့မျိုးဝေတင်ဆက်ပြသွားတဲ့အကြောင်းအလေးကတော့တုပ်ပြားကောင်နဲ့ပတ်သက်ပြီးတော့တတိပြုရမယ့်ချက်တွေနဲ့ရှောင်ကျဉ်ရမယ့်ချက်တွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေကဒီလိုယောဂလက္ခဏာတွေကိုခံစားပြီးဆိုရင်တော့မပေါ်စားသင့်ပဲအထူးဂရုပြုဖို့ရန်လိုအပ်ပါတယ်အခုမျိုးဝေတင်ဆက်ပေးတဲ့အကြောင်းအလေးကတော့ပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ like and subscribe နေကြပေးကြပါဦးနော်အဆုံးထိအပြည့်နားဆင်မှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်